မင်္ဂလာပါရှင်မေလ3ရက်ဒီကနေ့ကြာရောက်တဲ့ဒေါ်ချင်းကိုကိုကြီးရဲ့82နှစ်ပြည့်မွေးနေ့အလူဖြစ်ဒေါ်ချင်းကိုကိုကြီးဒေါ်ဘက်ထီကိုကိုကြီးညီမနှစ်ယောက်ကနေတော့ကြာစံချက်2သိန်းခွဲဘူးလူတန်းပေးထားတာဖြစ်ပါတယ်ကြာစံချက်ကုကိုလှူတော့ရတယ်အလူရှင်တွေကိုစုတောင်းမြတ်တာပို့ပေးပါနော်ကျမ်းမာကြပါစေတက်ရှည်ကြပါစေနော်အန်ရကင်းဘေးကင်းပါစေခုရနော်ခလေးလေးနဲ့နော်သမီးနော်ကျမတို့ကြာစံချက်လူ150စာပါဒီမှာပါလူ150စာလူတန်းပေးတာပါအလူရှင်မိသားစုကျမ်းမာသက်ရှည်ပြီးတော့နှလုံးစိတ်ဝမ်းအေးချမ်းသာရရှိပါစေကောင်းကျိုးချမ်းသာဖျားဖျားနဲ့ပြည့်စုံနိုင်ပါစေဒီမှာလေထိုင်စားနေကြနာတာကြာစံချက်အလူခံမှုအတွက်စောင့်ဆိုင်နေကြတဲ့သူတွေဖြစ်ပါတယ်ကြာစံချက်တွေလာရောက်လူခံတာပါရှင်ကျေးဇူးတင်ကြောင်းလေးပြောပေးပါဦးလူရှင်တွေကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုဖုန်းနံပါတ်ပြရမှာလူရှင်တွေချမ်းသာသက်ရှိကြပါစေနှလုံးစိတ်ကဟုတ်ကဲ့ပါကျေးဇူးတင်ကြောင်းလေးတွေပြောပေးပါလူရှင်တွေဟုတ်ကဲ့ဟုတ်ကဲ့ပါဒီနေ့တော့ချင်းကိုကိုကြီးရဲ့82နှစ်ပြည့်ဝင်းနေ့အလူကြီးဖြစ်ပါတယ်ရှင်